Hey guys ကျွန်တော်ရှင်းတာပါမြန်မာနိုင်ငံရဲ့မတူထူးကြတဲ့ female rapper 9 ယောက် Bobby Salsa ခေါ်ထက်ထက်ခုနကဖွင့်ပြရဲ့တခြင်းကတော့ Bobby Salsa ရဲ့အရှင်တုန်းကစိုက်ပါ UK တဲ့ဟာပေါ့နော်ဆိုတော့ Bobby Salsa ကိုသိကျင်တယ်ဆိုလို့ရှိရင် Bobby Salsa ဘာကောင်လဲသိကျင်လို့ရှိရင် next generation ကိုသွားနာထောင် next generation မှာ G တုံးနဲ့ဆိုခဲ့တဲ့ rap တွေဒီ foul ရမ်းချမ်းတယ်အဲ့ခေတ်မှာတင် Bobby Salsa ဒီအားရောင်ဒီပဲရောက်ဒီပဲမြန်မာ rapper မှာတယ်မှာ Bobby Salsa ရှုံးလို့ပြောကြတာတီးခဲ့တာအဲ့ဒီကောင်မတို့က like of fall မြန်မာပြည် hip hop generation တွေလည်းရိုက်ရအောင်မနာလို့သူတို့ရဲ့ထင်တဲ့စကားနဲ့ fire လာတော့မမှုပါကတော့ကခံချက်တွေကိုရှင်ဝဲပိုက်ကရှောက် hip hop တွေစပြီးတော့သူနေတွေ့ချို့တွေကတော့ကပိုတွေမတွေ့လို့နေသေးတဲ့အရေးချင်းတွေကိုပြင်းမိလာအောင်ပုံချင်တွေ့ရှေ့ဆောင်တန်းပြတဲ့သူတွေကိုလည်းအကျိုးသေးပေးတဲ့အမြဲတမ်းကတော့ဒေတာစီလည်းပြောထားတယ်သူကအမြဲတမ်းသူ့ရဲ့ level တစ်ခုကိုထိန်းထားတယ်Let me give you a price tag. I even flex with my night dress. I got my own money and yeah, but it's like this. You are even not on my list. You ain't like that. ဖြစ်လူငယ်တွေနဲ့လည်းပြိုင်ပြီးတော့ခုနောက်ပိုင်းကျန်းနေတဲ့ female rapper တယောက်